video မစခင်အရင်ဦးဆုံးဒီ video မှာပါဝင်မဲ့ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကုမ္ပဏီတွေနဲ့ကျေးစားစစ်တပ်တို့ဘလို့အတိတ်ပဲကွဲပြားကြတယ်လဲဆိုတာအရင်နားလည်ထားဖို့လိုပါတယ်1949 Geneva Convention အရကျေးစားစစ်သားတွေကိုတရားမဝင်တောင်းကျမ်းသူတွေလို့သတ်မှတ်ထားပါတယ်ကျေးစားတပ်ဖွဲ့တွေမှာတရားဝင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီရုံးချုပ်ဒါရိုက်တာဘုတ်အဖွဲ့သို့မဟုတ်အများပြည်သူသိတဲ့အဆောက်အအုံမရှိပါဘူးစစ်ပွဲဖြစ်တဲ့နေရာတွေမှာငွေပုံပေးနိုင်တဲ့စစ်ဘရင်တွေအာဏာရှင်တွေနဲ့လျှို့ဝှက်ပူးပေါင်းကြတဲ့တရားမဝင်လက်နက်ကင်အုပ်စုသားဖြစ်ပါတယ်ကျေးစားစစ်သားတွေဟာစာချုပ်စာတမ်းထက်ငွေသားသို့မဟုတ်စစ်မြေပြင်ကရတဲ့ရွှေတွင်းရေနံတွင်းစတဲ့တယံဇာတတွေကိုခွဲတန်းချရယူပြီးတိုက်ခိုက်ပေးနေတာပါတစ်ဖက်မှာပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကုမ္ပဏီတွေကတော့စီးပွားရေးဆန်တဲ့ corporation ပုံစံနဲ့တည်ဆောက်ထားကြပါတယ် PMC ရဲ့ဖွဲ့စည်းပုံကတာမန် corporate ကုမ္ပဏီကြီးတွေလိုပဲလန်ဒန်ဝါရှင်တန်နဲ့ဒူဘိုင်းလိုမြို့ကြီးတွေမှာရုံးချုပ်ဖွင့်အခွန်ဆောင်ပြီးတရားဝင်စီးပွားရေးလုပ်ငန်းအဖြစ်မှတ်ပုံတင်ထားကြတာပါသူတို့ရဲ့ဝန်ထမ်းတွေဟာများသောအားဖြင့်နိုင်ငံတော်အဆင့်အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်ကြပါတယ်သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတိုက်ခိုက်ရေးတစ်ခုတည်းမဟုတ်ပဲဝန်ဆောင်မှုစာချုပ်အရဤပညာပံ့ပိုးတာစစ်တင်နန်းပေးတာထောက်ပံ့ရေးလုပ်တာနဲ့တန်တမန်တွေကိုလုံခြုံရေးလုပ်ပေးတာစတဲ့စီးပွားရေးဆန်ဆန်စာချုပ်တွေနဲ့လည်ပတ်တာဖြစ်ပါတယ်1989ကုလသမဂ္ဂကျေးစားစစ်သားတာစီရေးကွန်ဗင်းရှင်းဥပဒေအရနိုင်ငံတကာစစ်ပွဲတွေမှာကျေးစားစစ်သားတွေကိုတုံးဆွဲခြင်းဟာလုံးဝတရားမဝင်ပါဘူးအဖမ်းခံရရင်လည်းတာမန်စစ်တုံးမှန်အခွင့်အရေးမရပဲရာဇဝတ်ကောင်အဖြစ်တရားစွဲဆိုခံရမှာပါဒါကြောင့်တကယ်မြေပြင်ကကုမ္ပဏီတွေကသူတို့ကိုသူတို့ကျေးစားစစ်သားတွေလို့နာမည်မတက်ကြပါဘူးဥပဒေဟာကွက်ကိုတုံးပြီးသူတို့ကိုသူတို့ပုဂ္ဂလိကလုံခြုံရေးကန်ထရိုက်တာဆိုတဲ့နာမည်နဲ့တရားဝင်အောင်လှုပ်ထားကြတာပါ PMC တွေကစစ်ပွဲတစ်ခုမှာတိုက်ခိုက်ရေးတာဝန်ကိုတိုက်ရိုက်မယူပဲကာကွယ်ရေးနဲ့ထောက်ပံ့ရေးတာဝန်တွေကိုပဲစာချုပ်ချုပ်တာမို့စစ်ဥပဒေရဲ့ကင်းလွတ်ခွင့်ကိုရသွားတာပါဥပမာငါတို့ကတနက်ပြစ်တာမဟုတ်ဘူးအမေရိကန်တန်အမတ်ကိုဘေးကနေလုံခြုံရေးပေးနေတာဆိုပြီးဥပဒေကိုလက်တလုံးကြားလှည့်စားလို့ရသွားတဲ့သဘောပါပဲဒီလိုပုဂ္ဂလိကကုမ္ပဏီတွေကိုအမေရိကန်ပြည်တိန်တောင်အာဖရိကစတဲ့နိုင်ငံတွေကတရားဝင်ထောက်ခံထားကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့စီမှာ PMC ကုမ္ပဏီကြီးတွေရှိနေပြီးဒီအဖွဲ့တွေကနေအကျိုးအမြတ်ရနေလို့ဖြစ်ပါတယ်။ဒါပေမဲ့အာဖရိကနိုင်ငံအများစုနဲ့လက်တင်အမေရိကနိုင်ငံတွေကတော့ဒါကိုခေတ်သစ်နယ်ချဲစနစ်လို့မြင်ကြပါတယ်။သူတို့နိုင်ငံတွေထဲမှာ PMC တွေဝင်ရောက်တောင်းကျမ်းပြီးအာဏာသိမ်းတာတယံဇာတလွတ်ယူတာတွေခံရဘူးတာကြောင့်ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ကုလသမဂ္ဂမှာကျေးစားစစ်သားတွေနဲ့ PMC တွေရဲ့အလို့အခွင့်အရေးချိုးဖောက်မှုကိုစောင့်ကြည့်တဲ့ UN Working Group of Mercenary ဆိုတဲ့အထူးအဖွဲ့ရှိပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ကုလသမဂ္ဂဟာ PMC ရဲ့ရာဇဝတ်မှုတွေကိုအစီရင်ခံစာထုတ်ပြန်ရုံနဲ့အကြံပြုချက်ပေးရုံပဲတတ်နိုင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ PMC ကုမ္ပဏီအများစုရဲ့ပိုင်ရှင်တွေဟာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဗီတိုအာဏာကိုင်ထားတဲ့အမေရိကန်နဲ့ရုရှားလိုအင်အားကြီးနိုင်ငံတွေဖြစ်နေလို့ပါပဲ။အယိုးရှင်းဆုံးပြောရရင်ကျေးစားစစ်သားဆိုတာလမ်းမေးကဓမြကိုင်းလိုပဲတရားမဝင်ဖွဲ့စည်းထားတာဖြစ်ပြီး PMC ကတော့ဥပဒေဟာကွက်ကိုသုံးပြီးတရားဝင်လက်ပတ်နေတဲ့စုဝတ်ထားတဲ့ကျေးစားစစ်တပ်ကြီးတွေဖြစ်ပါတယ်။အီရတ်နဲ့အာဖဂန်စစ်ပွဲအတွင်းမှာတရားဝင်မှတ်ပုံတင်ထားတဲ့ပုဂ္ဂလိကကန်ထရိုက်တာကုမ္ပဏီပေါင်းအနည်းဆုံး300ကျော်အထိရှိခဲ့ပါတယ်။အီရတ်စစ်မြေပြင်မှာတော့မြို့ပြစစ်ပွဲတွေပဲအဓိကဆင်နွှဲရတာပါ။ဒါကြောင့် VIP တွေသွားလာရခက်ခဲတဲ့အတွက် Blackwater နဲ့ Triple Canopy တို့လိုတိုက်ခိုက်ရေးတပ်ဖွဲ့တွေအဓိကကြီးစိုးခဲ့ပါတယ်။အာဖဂန်စစ်မြေပြင်ဘက်မှာတော့တောတောင်တွေကြားထဲမှာစစ်စခန်းတွေအခြေစိုက်ရတာကြောင့် Dankov နဲ့ KBR တို့လိုစစ်စေးရေးနဲ့ထောက်ပံ့ရေးလုပ်တဲ့တပ်ဖွဲ့တွေကအာဏာပြခဲ့ကြပါတယ်။ပတ်စံပေးရင်ဘာမစိုးလုပ်ပေးတဲ့ပုဂ္ဂလိကစစ်တပ်တွေဟာအစိုးရစစ်တပ်တွေမဟုတ်တဲ့အတွက်နိုင်ငံတကာစစ်ဘက်ဆိုင်ရာဥပဒေတွေရဲ့အထက်မှာရှိနေတတ်ကြပါတယ်။ဒါကစကားအဖြစ်ပြောတာမဟုတ်ပါဘူး။2003ခုနှစ်အီရတ်ကိုကျူးကျော်ပြီးတဲ့နောက်အီရတ်ကိုအုပ်ချုပ်ဖို့အတွက်အမေရိကန်ဟာကြားဖြတ်အစိုးရအဖွဲ့ CPA ကိုဖွဲ့စည်းခဲ့ပါတယ်။ဒီအဖွဲ့က2004ခုနှစ်မှာ CPA Order 39ဆိုတဲ့ဥပဒေတစ်ခုကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ဒီအမိန့်ရဲ့အဓိကအချက်ကတော့အီရတ်မြေပြင်မှာရှိနေတဲ့အမေရိကန်ပုဂ္ဂလိကကန်ထရိုက်တာ PMC တွေအားလုံးဟာအီရတ်နိုင်ငံရဲ့ဥပဒေရဲတပ်ဖွဲ့နဲ့တရားရုံးတွေရဲ့အရေးယူမှုကနေယာနှုံးပြည့်ကင်းလွတ်ခွင့်
immunity ရှိစေရမယ်ဆိုတဲ့အချက်ပါပဲဆိုလိုတာက PMC စစ်သားတယောက်ကလမ်းမပေါ်မှာအီရတ်နိုင်ငံသားတယောက်ကိုပြစ်တက်လိုက်ရင်တော့အီရတ်ရဲကဖမ်းလို့မရတယ်လို့အီရတ်တရားရုံးကလည်းစစ်ဆေးပိုင်ခွင့်မရှိပါဘူးဒီအမိန့်ကိုနိုင်ငံတကာကကန့်ကွက်ခဲ့ပေမဲ့အမေရိကန်ကဂရုမစိုက်ပဲဇွတ်လုတ်ခဲ့တာပါ2009ခုနှစ်စက်တင်ဘာ16ရက်နေ့မှာလူပြောများခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်အဲဒီနေ့ကဘဂ္ဂဒက်မြို့ရဲ့ Nassau Square ရင်ပြင်မှာအမေရိကန်ရဲ့ Blackwater ကုမ္ပဏီပိုင်တဲ့တန်ချက်ကရင်နှန်းဟာလမ်းရှင်းမှုစူးစမ်းရင်းရှေ့ကလာတဲ့ကားတစ်စီးကိုအကြောင်းမဲ့စတင်ပစ်ခတ်ပါတော့တယ်သူတို့ဟာစက်တနက်တွေဘုံပစ်လောင်ချာတွေနဲ့အရက်သားတွေကိုရရက်ဆက်ဆက်လှမ်းပစ်ခဲ့လို့စက္ကန့်ပိုင်းအတွင်းမှာပဲအပြစ်မဲ့အရက်သား18ဦးသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့ပါတယ်ဒီဖြစ်ရပ်ကိုတကမ္ဘာလုံးကအကြီးအကျယ်ရှုံချခဲ့ပြီးအမေရိကန်တရားရုံးကအဲ့ဒီစစ်သား၄ယောက်ကိုထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်ဒါပေမဲ့2020ခုနှစ်မှာတော့သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့သမ္မတအထူးအာဏာကိုသုံးပြီးတရားဝင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးခဲ့ပါတယ်ဒါဆိုဥပဒေချိုးဖောက်တာ Blackwater တပ်ဖွဲ့တယ်လားဆိုရင်တော့လုံးဝမဟုတ်ပါဘူးအီရတ်ကအဘူဂရစ်အကျဉ်းထောင်မှာအီရတ်တုံးပန်းတွေကိုလူမဆန်စွာနှိပ်စက်စစ်ဆေးခဲ့တဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ပါသေးတယ်ဒီဖြစ်စဉ်မှာ CACI နဲ့ Titan Corporation လိုပုဂ္ဂလိကကုမ္ပဏီတွေကလာတဲ့စစ်ဆေးရေးမှုတွေကအဓိကပါဝင်ပတ်သက်ခဲ့ပါတယ်တခါအာဖဂန်ဘက်မှာဆိုရင်လည်းအာဖဂန်ဒေသခံရဲတွေကိုတင်နန်းပေးနေရတဲ့ Dainkov ဝန်ထမ်းအချို့ဟာကလေးငယ်နဲ့လူကုန်ကူးမှုတွေနောက်လိမ်မှုကိစ္စလုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့ပါတယ်ဒီလိုနာမည်ပြတ်တဲ့တဖြည်းဖြည်းများလာတဲ့အခါသူတို့ရဲ့တမိုင်းစိုးကိုဖျောက်ဖို့နာမည်ပြောင်းတဲ့နီလန်းကိုအသုံးပြုလာကြပါတယ် Blackwater ကုမ္ပဏီက2009ခုနှစ်မှာ XE Service လို့နာမည်ပြောင်းခဲ့ပါတယ်အဲဒီကနေ2011ခုနှစ်မှာ Academy လို့နာမည်ထပ်ပြောင်းခဲ့ပြန်ပါတယ်အခုတော့အခြားကုမ္ပဏီတွေနဲ့ပေါင်းပြီး Constellation Group ဆိုတဲ့ကမ္ဘာအကြီးဆုံးလုံခြုံရေးမဟာကုမ္ပဏီကြီးအဖြစ်ဆက်ရှိနေသေးပါ Dainkov ဆိုတဲ့ကုမ္ပဏီကိုလည်း2020ပြည့်နှစ်မှာ Amantam ဆိုတဲ့ကုမ္ပဏီကြီးကဝယ်ယူပြီး Amantam ရဲ့အောက်မှာပဲနာမည်ဖျောက်လိုက်ပါတယ် KBR ကတော့တိုက်ခိုက်ရေးတပ်မဟုတ်တဲ့အတွက်နာမည်မပြောင်းပဲအမေရိကန်အစိုးရရဲ့ NASA နဲ့စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးလုပ်ငန်းတွေကိုဒေါ်လာဘီလီယံကြီးစာချုပ်တွေနဲ့ဆက်လက်လည်ပတ်နေပါတယ်ဒီကြီးစားစစ်သားတွေဟာဘာလို့စစ်မြေပြင်တွေမှာအသက်နဲ့ရင်းပြီးတွားလောက်ကြတာလဲအဓိကကတော့ငွေကြေးပါပဲအီရတ်ဒါမှမဟုတ်အာဖဂန်ရှေ့တန်းရောက်နေတဲ့အမေရိကန်စစ်သားတယောက်ဟာတပ်ဆွန့်စံများကြီးအပါအဝင်တစ်လကိုဒေါ်လာ3000ကနေ9000ဝန်းကျင်သာရပါတယ်တစ်နှစ်ကိုဒေါ်လာ4000ကနေ6000ဝန်းကျင်အထိရရှိနေတာပါအတွေ့အကြုံရှိတဲ့ PMC ကြီးစားစစ်သားတယောက်ကတော့တရက်ကိုဒေါ်လာ900ကနေဒေါ်လာ1500အထိနေ့စဉ်ရပါတယ်ဆိုလိုတာကတစ်လကိုဒေါ်လာ1000ခွဲကနေ4000ခွဲနီးပါးရရှိနေတာပါတကယ်လို့တစ်နှစ်စာချုပ်ချုပ်မယ်ဆိုရင်ဒေါ်လာ3သိန်းခွဲကနေ2သိန်းကျော်အထိရရှိနေတာဖြစ်ပါတယ်ဒါကြောင့်လဲတမိုင်းတစ်လျှောက်မှာပထမဆုံးအကြိမ်အဖြစ်ပုံမှန်စစ်သားထက်ပုဂ္ဂလိကစစ်သားအရေအတွက်ကပိုများသွားခဲ့တဲ့စစ်ပွဲတွေဖြစ်လာခဲ့ပါတယ်အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနပင်တဂွန်ကထုတ်ပြန်တဲ့2008ဝန်းကျင်ကစီးရင်တွေအရဆိုရင်အီရတ်မှာစုစုပေါင်းစစ်သည်အင်အား3သိန်းရှိရင်ပုံမှန်အမေရိကန်စစ်သားဥယေက3,400,000ကျော်ဖြစ်ပြီး PMC စစ်သားက3,600,000ကျော်ရှိခဲ့ပါတယ်။ကြေးစားစစ်သားအရေအတွက်ကပုံမှန်စစ်သားတွေထက်ပိုများနေခဲ့ပါတယ်။အာဖဂန်မှာဆိုရင်လည်းပုံမှန်စစ်သည်2,000ခွဲကျော်ရှိနေချိန်မှာကြေးစားစစ်သားကတော့9,000နီးနီးရှိနေခဲ့တာပါ။အချိုးချကြည့်ရင်ပုံမှန်စစ်သားတစ်ယောက်ရှိတိုင်း PMC စစ်သား3ယောက်နီးပါးအထိရှိနေခဲ့တဲ့သဘောပါ။ဒါကြောင့်ဒီစစ်ပွဲတွေကိုအမေရိကန်စစ်တပ်ကတိုက်တာထက်ပုဂ္ဂလိကကုမ္ပဏီတွေက contract ဆွဲပြီးတိုက်ပေးခဲ့တာလို့လူပြောများခဲ့တာပါအမေရိကန်နဲ့အီရတ်စစ်ပွဲဟာ2003ခုနှစ်မှာစတင်ခဲ့ပြီး2011ခုနှစ်ဒီဇင်ဘာလမှာတော့သမ္မတအိုဘားမားရဲ့အမိန့်နဲ့အမေရိကန်စစ်တပ်တွေတရားဝင်ရုပ်သိမ်းခဲ့ပါတယ်ဒါပေမဲ့ ISIS အဖွဲ့ပေါ်လာလို့2014ခုနှစ်မှာစစ်တပ်အချို့နဲ့ PMC တွေပြန်ဝင်ခဲ့ရပါသေးတယ်အမေရိကန်အာဖဂန်စစ်ပွဲကတော့နှစ်ပေါင်း20ကျော်ကြာမြင့်ခဲ့ပါတယ်2021ခုနှစ်ဩဂုတ်လမှာသမ္မတဂျိုးဘိုင်ဒန်အမိန့်နဲ့အာဖဂန်ကနေအမေရိကန်စစ်တပ်တွေရုပ်သိမ်းခဲ့ပါတယ်အီရန်နဲ့အာဖဂန်စစ်ပွဲနှစ်ခုလုံးအတွက်အမေရိကန်အစိုးရသုံးစွဲခဲ့တဲ့စုစုပေါင်းပမာဏဟာဒေါ်လာ8 ထရီလီယံနီးပါးရှိပါတယ်မြန်မာငွေနဲ့တွက်ရင်ကနန်းရှည်လို့တောင်မရနိုင်တဲ့ပမာဏပါဒီစစ်ပွဲနှစ်ခုလုံးမှာပုံမှန်အမေရိကန်စစ်သား
9000နီးပါးကျဆုံးခဲ့ပြီး PMC စစ်သားအရေအတွက်ကတော့3900ကျော်အထိကျဆုံးခဲ့ပါတယ်။ဒါပေမဲ့ကြေးစားစစ်သားကျဆုံးမှုအရေအတွက်ကိုတော့အစိုးရသတင်းစာတွေမှာထုတ်မပြပဲဖုံးကွယ်ထားပါတယ်။ဒီလိုစစ်တီအင်အားအချိန်နဲ့ငွေကြေးတွေအကုန်အကျခံပြီးတိုက်ခဲ့ရတဲ့စစ်ပွဲနှစ်ခုမှာအမေရိကန်အတွက်ဘာအကျိုးတွေရှိခဲ့တယ်လဲ။အောင်မြင်မှုပြကြဆိုလို့အမေရိကန်စစ်တပ်ဟာအင်အားအလုံးရင်းမလို့ပဲစစ်ဌာနချုပ်တွေရေနံတွင်းတွေတပ်ရုံးတွေကို PNC တွေတုံးပြီးဈေးတက်နဲ့ရေရှည်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြင်ရတာထက်ဆုံးရှုံးတာကပိုများခဲ့ပါတယ်။အိုစမာဘင်လာဒင်ကိုကွပ်မျက်နိုင်ခဲ့တာအယ်ခိုင်ဒါတပ်ဖွဲ့တွေအင်အားချိနဲ့သွားတာကလွဲရင်ရေရှည်ဗျူဟာမြောက်ဘာမှပြန်မရခဲ့ပါဘူး။အီရတ်မှာရေနံတွင်းအချို့ကိုအမေရိကန်ကုမ္ပဏီတွေဝင်ရောက်ချုပ်ကိုင်နိုင်ခဲ့ပေမဲ့စစ်စရိတ်နဲ့ရှင်ရင်လုံးဝမတန်ခဲ့ပါဘူး။နောက်ပြီးအမေရိကန်လူချင်တာကအာဖဂန်နဲ့အီရတ်မှာသူတို့ကိုထောက်ခံမဲ့ဒီမိုကရေစီအစိုးရအကျွမ်းမဲ့တည်ဆောက်ထားဖို့ပါ။ဒါပေမဲ့အာဂတိလိုက်စားမှုတွေကြောင့်သူတို့ဖွဲ့စည်းပေးခဲ့တဲ့ရုပ်သေးအစိုးရတွေလည်းပြိုလဲခဲ့ပါတယ်။အဆိုးဆုံးရလဒ်အနေနဲ့ငွေမျက်နှာတစ်ခုတည်းကြည့်ပြီးစီကမ်းမဲ့တဲ့ PMC တွေကြောင့်ဒေသခံပြည်သူတွေရဲ့မုန်းတီးမှုကိုအကြီးအကျယ်ခံခဲ့ရပါတယ်။အဲ့ဒီအရသာတပ်ဖြတ်မှုတွေကြောင့်ပဲနောက်ပိုင်းမှာဒေသခံတွေဟာတာလီဘန်နဲ့အယ်ကိုင်ဒါအဖွဲ့တွေထဲကိုအလုံးအရင်နဲ့ဝင်သွားကြပါတယ်။ဒါအပြင်အမေရိကန်ကဒေါ်လာဘီလီယံချီတဲ့စစ်လက်နက်တွေထောက်ပံ့ပေးခဲ့တဲ့အာဖဂန်အစိုးရစစ်တပ်ကလည်းတာလီဘန်တွေကိုရပ်ပိုင်းအတွင်းအညံ့ခံခဲ့ပါတယ်။နောက်ဆုံးမှာအမေရိကန်စစ်ရှုံးပြီးအာဖဂန်ကနေကသောင်းကနစ်နဲ့ဆုတ်ခွာခဲ့ရပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်ကိုခေတ်သစ်ဗီယက်နမ်စစ်ပွဲရှုံးနေမှုလို့ပြောစမှတ်တွင်ခဲ့တာပါ။နှစ်ပေါင်း20ကြာစစ်ပွဲဟာအမေရိကန်ပြည်သူတွေအတွက်လုံးဝမတန်ခဲ့ပါဘူး။ဒီစစ်ပွဲတွေမှာအမေရိကန်ပြည်သူတွေလည်းရှုံးသလိုအီရတ်နဲ့အာဖဂန်ကပြည်သူတွေလည်းဘဝပြတ်ခဲ့ရပါတယ်။ဒါပေမဲ့ဂျားတက်ကအမျက်ထွက်သွားတာကတော့ Blackwater, Lockheed Martin, KBR တို့လိုစစ်လက်နက်နဲ့ PMC ကုမ္ပဏီကြီးတွေပါပဲ။သူတို့အတွက်ဒီနှစ်ပေါင်း20ဟာရွှေခေတ်ကြီးဖြစ်ခဲ့ပြီးဘီလီယံနာတွေအဖြစ်ချမ်းသာသွားစေပါတယ်။ဒါကြောင့်မို့စစ်ပွဲဟာကမ္ဘာအကောင်းဆုံးစီးပွားရေးဆိုတာကို PMC တွေကတက်တည်ပြလိုက်တာပါပဲ။ဒီဖြစ်ရပ်ကြီးတွေကနေပုဂ္ဂလိကစစ်တပ်တွေရဲ့အာဏာစက်ဟာဘလောက်အထိကြီးမားပြီးအန္တရာယ်များလဲဆိုတာကိုမြင်နိုင်ပါတယ်။ဒါပေမဲ့ဒါတွေကဇလန်းရဲ့အစပဲရှိပါသေးတယ်။အနောက်အုပ်စုမှာ Blackwater လိုကုမ္ပဏီကြီးတွေရှိရင်အရှေ့အုပ်စုမှာလည်းရုရှားကမွေးထားတဲ့ Wagner Group လိုမျိုးကုမ္ပဏီတွေရှိနေပါသေးတယ်။ဒီတပ်ဖွဲ့တွေကလည်းလက်ရှိဖြစ်နေတဲ့ယူကရိန်းစစ်မြေပြင်မှာရုရှားအစိုးရအတွက်ရှေ့တန်းကတိုက်ပေးနေတာပါ။လာမယ့်တတိယအပိုင်းမှာတော့ရုရှားရဲ့ Wagner Group အကြောင်းနဲ့အမေရိကန်ရဲ့ညီးပညာမြင့်ကြေးစားဆိုင်ဘာစစ်တပ်တွေအပြင်တရုတ်နိုင်ငံကသူတို့ရဲ့ပိုးလမ်းမကြီး BRI ကိုစောင့်ရှောက်ဖို့အတွက်ဘယ်လိုလျှို့ဝှက်ပုဂ္ဂလိကစစ်တပ်တွေဖန်တီးထားသလဲဆိုတာကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။